ဒါကြောင့်မို့စိတ်ဆိုးခြင်းရဲ့အပြစ်တွေကိုမြတ်စွာဘုရားကရှင်းလင်းပြီးတော့ဟောကြားလေးရှိတယ်စိတ်ဆိုးတယ်ဆိုတာဟာအကျိုးအလုံးကိုဆွဲဖို့ပျက်စီးစေတတ်တယ်ရန်သူတွေရဲ့အကြိုက်ကိုဖော်ထုတ်ပေးတယ်စိတ်ဆိုးနေတဲ့ပုဂ္ဂိုလ်ဟာအ ਨੇ ဆုံးရုပ်ပြက်ဆင်းပြက်မလှမပဖြစ်တယ်စိတ်ဆိုးနေပြီဆိုရင်သူ့ရဲ့ရုပ်သွင်ဟာလည်းကြည်လင်အေးမြမှုမရှိဘူးမလှမပရုပ်ဟာအယုတ်ဆိုးအချီးတန်သွားရုပ်သာအယုတ်ဆိုးအချီးတန်တာမဟုတ်ဘူးပြောတဲ့စကားကလည်းအယုတ်ဆိုးအချီးတန်တယ်လှုပ်တဲ့အလုပ်တွေကလည်းအယုတ်ဆိုးအချီးတန်သွားအားလုံးဟာယဉ်ကျေးမှုတွေပျက်စီးသွားပြီးတော့စိတ်ဆိုးမှုဆိုတဲ့ဒီအခြေခံအကြောင်းတစ်ခုပေါ်လိုက်တာနဲ့တပြိုင်နက်လူလောကမှာအရှက်ကွဲတဲ့အနေအထားမျိုးရောက်သွားစေတယ်ပေါ့ဒါကြောင့်မို့လို့စိတ်ဆိုးမှုဆိုတာဟာအလွန်တရာဒီဆိုးကျိုးကိုဖြစ်ပေါ်စေပြီးစီလုံးညီညွတ်မှုကိုပြပြစေတတ်တယ်လို့မြတ်စွာဘုရားကဒီလိုခေါ်တာသို့တော့စိတ်ဆိုးတဲ့ပုဂ္ဂိုလ်ဟာကောဓတ္တဝိတ္တမူလတ္တလို့ဆိုမကောင်းတာဖြစ်ပေမဲ့လို့သူကအခြေခံအပြင်မကောင်းဘူးဆိုပေမဲ့လို့စိတ်ဆိုးရတာကိုပဲအရသာရှိတယ်လို့ထင်တာလည်းရှိသေးတယ်ဒါကြောင့်စာပေကျမ်းကမှာကောဓတ္တဝိတ္တမူလတ္တမဓုရခတ္တမဓုရခဆိုတာစိတ်ဆိုးလိုက်ရလို့တစ်ဖက်သားကိုယ်အရှုံးပေးသွားပြီဆိုရင်သူကခြေနှက်တယ်တဲ့ဒါကြောင့်မို့လို့ဒီတချို့ကစိတ်ဆိုးရတာကိုအရသာရှိနေတတ်တယ်ပေါ့နော်စိတ်ဆိုးရတာကိုပဲအရသာရှိနေတတ်တယ်တကယ်ကတော့စိတ်ဆိုးရတာဟာအလွန်မှားယွင်းတာဖြစ်တယ်မပြောသင့်တဲ့စကားတွေပြောလိုက်တယ်လူလောကလူအလယ်မှာအရှက်ကွဲတယ်မလုပ်သင့်တာတွေလုပ်လိုက်တယ်ရှက်ဖွယ်လိလိဖြစ်တယ်ဆိုတာတွေဟာဒေါသရဲ့အပြစ်တွေပဲဒါကြောင့်မို့မြတ်စွာဘုရားကကောဓဆိုတဲ့စိတ်တိုတယ်စိတ်ဆိုးတယ်ဒီဒေါသတရားကိုမိမိတဏ္ဍာမှာမဖြစ်အောင်ထိန်းသိမ်းဆောင်ရှောက်ရမယ်တဲ့အဲ့ဒီတရားကိုယ်တဏ္ဍာမှာရှိနေမယ်ဆိုရင်ဒေါသဖြစ်လာတဲ့ပုဂ္ဂိုလ်တယောက်စိတ်တိုတဲ့ပုဂ္ဂိုလ်တယောက်ဟာလေးစားရမယ့်ပုဂ္ဂိုလ်တွေကိုလည်းမလေးစားတော့ဘူးလိုက်နာကျင့်သုံးရမယ့်အကျင့်တရားကိုလည်းမလိုက်နာတော့ဘူးမလိုက်နာရုံနဲ့မကဘူးလူလောကအလယ်မှာအတိုင်းဝိုင်းထဲမှာညီညွတ်ရေးကိုဖျက်ဆီးတော့တာပဲအဲ့ဒီလိုဖျက်ဆီးတတ်တဲ့ညီညွတ်ရေးကိုဖျက်ဆီးတတ်တဲ့ဒီသဘာဝတရားကိုတေးသေးချာချာစဉ်းစားပြီးတော့ဒါကိုဖယ်ရှားဖို့ကြိုးစားရမယ်။နောင်လည်းမဖြစ်အောင်ထိန်းသိမ်းရမယ်လို့မြတ်စွာဘုရားကဒီလိုဆုံးမဩဝါဒပေးတာပါ